အဲ့လေစိတ်တည်တော်မြင့်တယ်မှာအပြင်းပြန်လာတာဦးလေးဦးသားဟန်ရေးခုတစ်ပတ်ဘာကင်လဲဆိုတော့ငါနှလုံးကင်နေတဲ့ကျမတော့တပေါက်ထဲလို့အဲ့တပေါက်ထဲကိုထိုးကျင်တာတဲ့ဦးလေးဘာစကားပြောရလဲဆိုတော့ငါနှလုံးပြောတာလေးကျမလည်းနှလုံးပြောတာတော့ငါလည်းပြောလိုက်တယ်စကားပြောရတာဒီနေ့မောင်းနေလာလေအစင်ကောင်မတည့်ဘူးသိလားပြာမူလည်းကြားတော့မှလားမသိဘူးပြာမူကလည်းပြုံပြောင်းလာအကျိုးကြအမှတ်မရှိဘူးထပ်ပြုတ်တာပဲဟောပြာမူကြရင်သွားရအောင်အောင်မယ်အေးနော်စကားတွေကလေတကယ်ပြောတာသိလားဟာတကယ်ပြောတာဟိုနောက်တစ်ခါကျရင်အဲ့နှလုံးကိစ္စတွေပတ်သက်ငါမပြောအဲ့နှလုံးလည်းငါစိုက်အေးဟုတ်တာပဲလीနော်ဦးလေးဦးတာဟန်ဟိုကတပေါက်နော် तू ကတပေါက်ပြောလို့ဟိုကတပေါက်ကြိုက်တယ်အဲ့တပေါက်တည်းထိုးချင်တာပြောတဲ့ဟာ तू ကလည်းနှလုံးကြိုက်တယ်ပြောနေတာဒုက္ခပဲအဲ့တပေါက်နဲ့နှလုံးနဲ့တိုင်ပတ်နေရွာအပြူကြီးလားမသိဘူးနော်ချစ်တော့ချစ်ဖို့နောက်ခါ तू တော်တော်နှလုံးကိုစိတ်နိုင်လောက်ပြီနော်အတိုင်ပေါက်ကိုမတည့်